မင်္ဂလာပါရှင်မဟာဂီတသင်ကြမယ်အစီအစဉ်ကနေပြီးတော့ဒီကနေ့တင်ဆက်မဲ့မဟာဂီတတေးသချင်းကတော့တောင်စပူပိုင်းရိုးရရဲ့6ပိုက်မြောက်အပိုက်ဖြစ်တဲ့နန်းချင်းပြူငါဘာသာအပိုက်ပဲဖြစ်ပါတယ်ရှင်ဤအစီအစဉ်ကိုစီစဉ်တင်ဆက်ရခြင်းရည်ရွယ်ချက်ကတော့မဟာဂီတသင်ကျင်ကြတဲ့မျိုးဆက်သစ်လူငယ်များဆရာသမားများနဲ့အလှမ်းဝေးနေကြတဲ့မျိုးဆက်သစ်များနဲ့မဟာဂီတဝါသနာရှင်များအတွက်အလွယ်တကူသင်ယူနိုင်ရန်အတွက်တင်ဆက်ရခြင်းဖြစ်ပါတယ်ရှင်အခုကျွန်မပထမဦးစွာစောင်းပညာရှင်ကိုပြည့်ချစ်ရဲ့စောင်းလက်တံနဲ့အတူဒီအပိုက်ကိုကျွန်မအဆိုတီဆိုရှင်းပြမှာဖြစ်ပါတယ်နန်းချင်းပြူငါဘာသာနောဒနေနာရောစင်ကြောညာစေရောပြန်လာစာတီငွေမုံတောင်ကုန်ပြန်မွေနေစားတောင်းတင်လန်းနန်းချင်းပြူငါပါသာနောဒနေနာရောစင်ကြောညာစေရောပြန်လာစာတီငွေမုံတောင်ကုန်ပြန်မွေနေစားတောင်းတင်လန်းအခုကျွန်မအဆိုးစီးဝါးလေးနဲ့ဒီချာလေးပြန်ပြီးရှင်းပြပါမယ်ရှင်နန်းရင်ပြူငါဘာသာနန်းရင်ပြူငါဘာသာနောဒနေသာနောဒနေသာနောဒနေသာနန်းရင်ပြူငါဘာသာနောဒနေသာရောစင်ကြောညာရောစင်ကြောညာရောစင်ကြောညာကြောညာဒီလိုဆိုလဲရတယ်ပါတယ်နော်နောဒနေသာရောစင်ကြောညာစင်ရောပြန်လာစာတီငွေမုံတော့စီနီယာမှာစာလေးအပီပေါ့ပထမအလွှာမှာစာလေးအပီကျွန်မဒါဆိုလိုက်တာပါစင်ရောပြန်လာစာတီငွေမုံစင်ရောပြန်လာစာတီငွေမုံတောင်ကုန်ပြန်ပွေနေစားတောင်းတင်လန်းဒီပိုက်ဒီမှာတိတ်တော့ခက်ခဲတာတော့မရှိပါဘူးเนาะအဲ့တော့ကျွန်မဒုတိယအကြော့ကိုဆက်လက်ပြီးတော့ဒီဆိုရှင်းပြပါမယ်နန်းချင်းပြူငါဘာသာနန်းချင်းပြူငါဘာသာနန်းချင်းပြူငါဘာသာနောဒနေသာနောဒနေသာဒါလေးကတော့ကြက်ရမှာပေါ့နော်နောဒနေသာနောဒနေသာနောဒနေသာရောစင်ကြောညာစင်ရောပြန်လာစာတီငွေမုံဒီမှာကြတော့ကျွန်မဇာတိငွေမုံလို့မဆိုတော့ဘူးဒုတိယအကြော့မို့လို့ကျွန်မဆိုဟန်လေးပြောင်းပါမယ်ဇာတိငွေမုံစေရောပြန်လာဇာတိငွေမုံတောင်ကုန်ပြန်မွေနေစားတောင်းတင်လန်းဒါလေးကတော့ရအောင်လေးဆိုကြည့်လိုက်ပါเนาะဒီအရစ်တွေဒီတန်တွေကြီးပဲဆိုတော့နည်းနည်းလေးပြောင်းလဲလေးဖြစ်အောင်လို့ဆိုလိုက်တာပါရှင်အဲ့တော့အားလုံးအဆင်ပြေကြပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်